ငွေရောင်ဖိနစ်တက်ဖွဲ့ကွင်းနဲ့ဝင်လာတဲ့အခါမှာတော့လူတိုင်းစွန့်သွားခဲ့ကြပါတယ်သူတို့ရဲ့ဒီဇိုင်းတစ်တွေကတကယ်ကိုအမခန်းပါပဲအဲ့ဒီ drone နဲ့အာတစ်မောင်းနဲ့လူတစ်ပိုင်းမြင်းတစ်ပိုင်းပုံစံစစ်လူဝတ်နိုင်ကတော့အာယုံကိုအဖမ်းစားနိုင်ဆုံးဖြစ်ခဲ့ပါတယ်ဒီစက်ရုပ်ဟာဒီ trend နဲ့အကာတို့ရဲ့ model တစ်တွေနဲ့ Honesty ရဲ့ကိုယ်ပိုင်ပထမဆုံး model အပါဝင်အခြားရှိပြီးပုံစံ3ခုအတွက်ပါအိတ်တပွဲဖြစ်ပေးခဲ့တာပါပရိသတ်တွေက Honesty ရဲ့ပါရမီကိုစိတ်လှုပ်ရှားစွာချီးကျူးနေကြချိန်မှာဂိုက်စကာကတော့ဂုဏ်ပြုမှုတွေအကုန်လုံးထိုးကောင်းလေးပဲရရှိနေလို့တော်တော်လေးဒေါသထွက်နေပုံရပါတယ်မကြခင်မှာပဲလေ့ကျင့်ရေးတိုက်ပွဲစတင်ခဲ့ပြီးမင်းသားအမရီပါပွဲကြည့်ဖို့ရောက်ရှိလာခဲ့ပါတယ်။ Honesty ကသူ၏စစ်လူဝတ်နိုင်ကိုအံ့အားသင့်ပွဲအရှိန်နှုန်းနဲ့ပြန်တမ်းပြသလိုက်တဲ့အခါလူတိုင်းအံ့ဩသွားကြပါတယ်။ဒီလိုနဲ့သူဟာအခစ်နဲ့အတီထရုတ်တို့အတွက်လမ်းဖောက်ပေးခဲ့ပြီးသူတို့ရဲ့လူတစ်ပိုင်းမြင်းတစ်ပိုင်းစစ်လူဝတ်နိုင်နဲ့ပြိုင်ဘက်တွေကိုထိုးဖောက်နှောက်ယှက်စေခဲ့ပါတယ်။တခွဲကန်းကဆက်ရုပ်တွေကိုကျွမ်းကျင်နိုင်တိုက်ခိုက်ရေးသမားတွေကမောင်းနေတာဖြစ်လို့အတွေ့အကြုံမရှိသေးတဲ့ចောင်းသားတွေကိုပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း Honesty ရဲ့ unit ဟာထူးခြားတဲ့ပုံစံတွေနဲ့စစ်လူဝတ်နိုင်တွေရဲ့ကြီးမားလာတဲ့စွမ်းအားတွေကြောင့်အသာစီးရသွားခဲ့ပါတယ်ဂိုက်စကာရဲ့ unit အချို့ပျက်စီးသွားပြီး Honesty လည်းမာနာစွမ်းရည်တွေကုန်ခန်းလူနီးပါးဖြစ်လာတာကြောင့်ဘရင်ကြီးကသူမြင်တွေ့ခဲ့ရတဲ့ရလဒ်တွေပေါ်ကျဉ်းနှက်သွားပြီးပွဲကိုရပ်နားလိုက်ပါတယ်ဂိုက်စကာဟာ Honesty နဲ့တွေ့ဆုံချိန်မှာအစာပိုင်းဒေါသထွက်နေပုံပေါ်ပေမဲ့စကားစာပြောလိုက်တဲ့အခါသူတို့နှစ်ယောက်လုံး robot တွေကိုပဲဆွဆွဲလန်းလန်းဖြစ်နေကြတာထင်ရှားလာခဲ့တာပါသူတို့ရဲ့ပြောစကားတွေကဂိုက်စကာရဲ့စိတ်အားထက်သန်မှုကိုပြန်လည်နှိုးကြားစေခဲ့ပြီးသူ့အနေနဲ့လည်းတော်လန်တဲ့စိတ်ကူးတစ်တွေကိုထုတ်ဖော်နိုင်နေဆိုတာ Honesty ကိုပြသဖို့အရင်ကထပ်ပိုပြီးစိတ်ပိုင်းဖြစ်လိုက်ပါတယ် Ambrosius ကသူဟာဘရင်ဖြစ်ကနေအနားယူတော့မှဖြစ်ပြီးသူ့ရဲ့သားဖြစ်သူ Henry ရဲ့ဖခင် Leo Thomas ကိုနန်းအပ်တော်မယ်လို့ Henry ကိုကြေညာခဲ့ပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့သူ့ရဲ့နောက်ဆုံးနေ့ရက်တွေကိုသူနှစ်သက်တဲ့စီလူအနိုင်မောင်းတဲ့အလုံးနဲ့ပဲကုန်ဆုံးခြင်းလို့ပါဒါကြောင့် Ambrosius နဲ့ Henry တို့ဟာ Honesty နဲ့တွေ့ဆုံပြီးသူတို့နှစ်ဦးလုံးအတွက်ထူးခြားတဲ့စီလူအနိုင်တွေတိစောက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ Honesty ကလည်းဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပြီးမကြခင်မှာပဲရွှေရောင်ချင်းသေးတစ်စီးနဲ့ငွေရောင်ချင်းသေးတစ်စီးဆိုပြီး unit အသစ်2စီးထွက်ပေါ်လာခဲ့ပါတယ်။ဘသူကဘယ် unit ကိုမောင်းရမလဲဆုံးဖြတ်ဖို့ဘရင်ဟောင်းနဲ့မင်းသားတို့ရှင်ပြိုင်ခဲ့ကြပါတယ်။ Ambrosius ဟာကျွမ်းကျင်တဲ့စစ်တီတော်တဦးဆိုတာထင်ရှားလာပါတယ်။ဒါပေမဲ့ Eric ကလည်းကြက်ကြက်ခံနိုင်ခဲ့ပြီးသူတို့နှစ်ဦးဟာပြင်းထန်ပေမဲ့ချစ်ကြည်ရင်းနှီးတဲ့တိုက်ပွဲတစ်ခုကိုဆင်နွှဲခဲ့ကြပါတယ်။အစပိုင်းမှာ Eric ဟာတိုက်စစ်ဆင်ဖို့အခွင့်အရေးရှာရခက်နေခဲ့ပေမဲ့သူ့ရဲ့ငရေမှုနဲ့ဝေဖန်ပိုင်းချနိုင်တဲ့အတွေးခေါ်ကြောင့်ဗျူဟာတစ်ခုရရှိခဲ့ပြီးသူ့ရဲ့ဘိုးဘေးကိုအနိုင်ယူချုပ်ဖျက်နိုင်ခဲ့ပါတယ်။ဒါကြောင့် Eric ကရွှေရောင်ချင်းသေး unit ကိုမောင်းခွင့်ရရှိခဲ့ပြီးဘရင်ဟောင်းကတော့ငွေရောင် unit ကိုရရှိခဲ့ပါတယ်။တိုင်းပြည်ရဲ့အီတာတက်ပေါင်းဖို့တွေအားလုံးထုတ်လုပ်ရာအဲဖိမျိုးစီကိုအခွန်ပါတဲ့တားရဲတွေအုပ်စုလိုက်ချီတက်လာတာကိုတွေ့ရှိခဲ့ကြပါတယ်ဒီသတင်းကိုကြားတဲ့အခါ Honesty ဟာအလွန်အမင်းဒေါသထွက်သွားပြီးသူ့ရဲ့တပ်ဖွဲ့ကိုချက်ချင်းစုယုံစေခဲ့ပါတယ်သူတို့ဟာမြို့ကိုကာကွယ်ဖို့အပြေးလွှားသွားခဲ့ကြပြီးတိုက်ခိုက်မှုကိုအချိန်မီတားဆီးနိုင်ခဲ့ပါတယ်ဂိုက်စကာရဲ့အဖွဲ့ဟာတားရဲအုပ်ကြီးကိုတိုက်ခိုက်ရမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပုံရပေမဲ့ငွေရောင်ဖိနစ်တပ်ဖွဲ့ဟာသူတို့ရဲ့ robot အသစ်တွေကိုတုံးပြီးတားရဲတွေကိုတိုက်ခိုက်ကခုခံသူတွေကိုကယ်တင်ခဲ့ပါတယ်။ Henry ကတော့သူ့ရဲ့အားကောင်းလာတဲ့ရွှေရောင်ချင်းသေးနဲ့အကျယ်ဝန်းတိုက်ခိုက်မှုတွေကိုပြသခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဟာမာနာအမြောက်များကုန်ဆုံးစေတယ်ဆိုတာကိုတော့သူမေ့လျော့နေခဲ့ပါတယ်။မိစ္ဆာသားရဲတွေရဲ့ကျူးကျော်မှုကိုအဆုံးသတ်ဖို့ Honesty ဟာအခွန်ပါသားရဲတွေရဲ့ဘရင်မကိုရှာဖွေတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပြီး At True နဲ့ Archit တို့ကလည်းသူတို့ရဲ့မြင်းကိုယ်တဲ့ပုံစံနိုင်တွေနဲ့အတူလိုက်ပါခဲ့ကြပါတယ်သူတို့သုံးဦးဟာ Behemoth တို့ကြီးမားလာတဲ့သားရဲကြီးတွေကိုရင်ဆိုင်တိုက်ခိုက်ခဲ့ပြီးစီလူအနိုင်အသစ်တွေရဲ့စွမ်းအားကိုသုံးကလျှက်စစ်တိုက်ကွက်ကိုထုတ်ဖော်ခဲ့ပါတယ်ကံကောင်းထောက်မှစွာပဲသူတို့ဟာတားရဲဘရင်မကိုအလဲထိုးနိုင်ခဲ့ပြီး Honesty ကအရင်တုန်းက Behemoth ကိုအနိုင်ယူခဲ့တယ်လို့မျိုးပဲအဆုံးသတ်တိုက်ခိုက်လိုက်ပါတယ်Ambrosius က Honesty ရဲ့အောင်မြင်မှုတွေကိုအတိအမှတ်ပြုခဲ့ပြီးတခြားအီတာတက်ပေါင်းဖို့တွေအကြောင်းလေ့လာခွင့်ပေးခဲ့ပါတယ်။ Honesty ကို Elfay မြို့စီတွားခွင့်ပေးခဲ့ပြီးအဲ့ဒီမှာဘရင်ဟောင်းနဲ့ Over တို့ကသူ့ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ Over ဟာ Elf လို့ခေါ်တဲ့နာရွက်ရှည်ပြီးအသက်ရှည်တဲ့မျိုးနွယ်စုဝင်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူတို့ဟာ Elfay မှာတဟဆာတစ်ဖြစ်စွာနေထိုင်ကြပြီးထူးခြားတဲ့စွမ်းရည်တွေကိုသုံးကအီတာတက်ပေါင်းဖို့တွေကိုဖန်တီးကြတာပါ။ဒါပေမဲ့ Over မှာတော့ Honesty ရှာဖွေနေတဲ့အသိပညာတွေမရှိပါဘူး။ဒါကြောင့်သူတို့ဟာ Elf မျိုးနွယ်စုရဲ့အကြီးအကဲဖြစ်သူ Guthrie ကိုအရင်ဆုံးတွားရောက်ခဲ့ရပါတယ်။ Honesty နဲ့စကားပြောနေစဉ်မှာပဲသူဟာတခြားလူသားတွေနဲ့မတူဘဲဒီကဘာကလူသားတွေနဲ့လုံးဝမသက်ဆိုင်တဲ့အသိပညာတွေရှိနေတာကိုသူမကချက်ချင်းသိရှိသွားပါတယ်သူမက Honesty ကိုသူတင်ယူချင်သမျှအရာအလုံးကိုတင်ယူခွင့်ပေးခဲ့ပြီး Honesty ကလည်းဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချခဲ့ပါတယ်သူရဲ့ထူးကဲတဲ့မော်ပညာနားလည်မှုကြောင့် Elf တွေမော်ပညာကိုထိန်းချုပ်ပြီးပစ္စည်းတွေကိုအလိုရှိသလိုပုံဖော်ရမှာတုံးတဲ့အတတ်ပညာတွေကိုကျွမ်းကျင်တက်မြောက်သွားပါတယ်အစပိုင်းမှာဘာမှတင်ယူနိုင်မှာမဟုတ်ဘူးလို့တန်တရားရှိခဲ့ကြပေမဲ့သူတို့တင်ပေးသမျှအားလုံးကိုအံ့ဩစရာကောင်းတဲ့အရှိန်ဟုန်နဲ့တက်မြောက်သွားတဲ့ Honesty ကိုကြည့်ပြီး Elf တွေအံ့အားသင့်ခဲ့ကြပါတယ်။ဤတာတပေါင်းဖို့တွေအတွက်အကောင်းဆုံးအမှုတွေကိုအစွမ်းထက်တဲ့မိစ္ဆာသားရဲတွေစီကနေပြုလုပ်တာဖြစ်ကြောင်း Honesty ကရှာဖွေတွေ့ရှိခဲ့ပါတယ်။အရှိတ်ဘက်မှာတော့ဘရင်ဟောင်းက Honesty ကိုသူနှစ်သက်တယ်လို့အသုံးပြုနိုင်ဖို့ Behemoth ရဲ့အကျွင်းကြံတွေနဲ့လက်တလောတက်ဖြတ်လိုက်တဲ့မိစ္ဆာသားရဲဘရင်မရဲ့အကျွင်းကြံတွေကိုသုံးခွင့်ပေးလိုက်ပါတယ်။အကျိုးဆက်အနေနဲ့ Honesty ဟာ Oz ရဲ့မော်ပညာရဲ့အသစ်တွေနဲ့အစွမ်းထက်မိစ္ဆာသားရဲ့အမှုတွေကိုသုံးပြီးသူအမြင်မှတ်ခဲ့တဲ့အိမ်မက်ထဲကဆက်ရုပ်ကိုစတင်တည်ဆောက်ခဲ့ပါတယ်။ Honesty ကနောက်မှကြံခဲ့ဖို့ဆုံးဖြတ်လိုက်ပြီးဘရင်ဟောင်းပြန်ရောက်လာတဲ့အခါငွေရောင်ဖိနစ်အဖွဲ့ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရက Honesty အကြောင်းမေးမြန်းခြင်းခံခဲ့ရပါတယ်။၃လအတွင်းမှာပဲ Honesty ဟာ Oz ရဲ့အသိပညာတွေကိုရရှိခဲ့ပြီး Guthrie တွားရောက်ကနှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။စာလူတက်နိုင်ငံဟာနောက်ဆုံးပေါ်လူတက်ဆက်ရုပ်တွေဖြစ်တဲ့နိုင်မဲရောင်မော်ဒယ်တွေနဲ့အင်အားတောင့်တင်းတဲ့စစ်တပ်ကြီးတစ်ခုကိုစုစည်းခဲ့ပါတယ်။
သူတို့ဟာအိမ်နီးချင်းနိုင်ငံတွေကိုလျှက်စီးလိုမြန်နှုံနဲ့စတင်ကျူးကျော်ခဲ့ပြီးကုရှ်ပါချာနိုင်ငံကိုမရောက်ခင်အထိတစ်မျိုးပြီးတစ်မျိုးအလင်းအမြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်ကုရှ်ပါချာတပ်ဖွဲ့တွေပြင်းထန်စွာပြန်လည်ခုခံခဲ့ပေမဲ့လည်းအဆင့်မြင့်ဇာလူတက်စစ်တပ်ကိုရှင်နိုင်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဇာလူတက်ဟာသူတို့ရဲ့အထူးလက်နက်ဖြစ်တဲ့ကောင်းကင်ပြန်တင်မောတွေကိုသုံးပြီးရန်သူနောက်ကျောဘက်ကိုသူတို့ရဲ့နိုင်မဲရောင်ဆက်ရုပ်တွေချပေးခဲ့တာကြောင့်ကုရှ်ပါချာရဲ့ခုခံစစ်ကိုအောင်မြင်စွာချေမှုန်းနိုင်ခဲ့ပါတယ်ကုရှ်ပါချာဘုရင်ဟာဒီတိုက်ပွဲရှုံးနိမ့်တော့မယ်ဆိုတာသိလိုက်ရပြီးသမီးတော်အယ်လီယိုနိုယာမီရန်ဒါကိုထွက်ပြေးဖို့အခွင့်အရေးပေးနိုင်အောင်နောက်ဆုံးအနေနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူဟာတဦးချင်းစိန်ခေါ်တိုက်ခိုက်ဖို့တောင်းဆိုခဲ့ပြီးဇာလူတက်ကမင်းသားခရစ်စတိုဘယ်နဲ့ရင်ဆိုင်ခဲ့ပေမဲ့လည်းဟယ်ရီရဲ့ဆယ်ဟူနိုင်မော်ဒယ်ကိုကူးယူထားတဲ့မင်းသားရဲ့အစွမ်းထက်ဆက်ရုပ်ကြောင့်အလွယ်တကူပဲကြာရှုံးပြီးအသက်ခံခဲ့ရပါတယ်ထွက်ပြေးနေစဉ်မှာအယ်လီယိုနိုယာဟာခမဲတော်ကိုထားမသွားခြင်းလို့ညှင်းဆန်ခဲ့ပေမဲ့အမဖြစ်သူကအတင်းအကျပ်ထွက်ပြေးခိုင်းခဲ့ပါတယ်သူတို့ထွက်ပြေးဖို့ကြိုးစားနေတော့မှပဲအနီးနားကစစ်စေးရေးဂိတ်မှာအဆောင်ရှောက်တွေဟာရန်သူတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်နောက်တစ်နေ့မှာတော့မင်းသားအမ်မရစ်ဦးဆောင်တဲ့ငွေရောင်ဖိနစ်အဖွဲ့ဟာအရင်ကကုရှ်ပါချာထိန်းချုပ်ထားတဲ့စစ်စေးရေးဂိတ်ကိုရောက်ရှိလာခဲ့ပြီးအဲ့ဒီဂိတ်ကိုဇာလူတက်တပ်ဖွဲ့တွေကသိမ်းပိုက်ထားပါတယ်သူတို့ဟာစတင်တိုက်ခိုက်ခဲ့ကြပြီးအာနက်စတီဟာအီကာရူကာလို့အမည်ရတဲ့သူ့ရဲ့ဆယ်ဟူနိုင်မော်ဒယ်တစ်ကိုစမ်းသပ်ဖို့ဒီအခွင့်အရေးကိုတုံးခဲ့ကရန်သူနိုင်အမဲရောင်တွေကိုအလွယ်တကူချေမှုန်းနိုင်ခဲ့ပါတယ်နိုင်မဲရောင်တွေရဲ့ဒီဇိုင်းကိုစစ်ဆေးကြည့်တဲ့အခါလွန်ခဲ့တဲ့အချိန်အတော်ကြာကသူတို့စီကခိုးယူခံလိုက်ရတဲ့မော်ဒယ်ကိုအခြေခံထားတာဖြစ်မှန်းချက်ချင်းသိလိုက်ရပါတယ်သူတို့ဟာနေဆက်တစ်လျှောက်မှာဇာလူတက်ကင်းလက်တပ်ဖွဲ့တွေကိုချေမှုန်းပြီးဖျက်ဆီးမှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်အယ်လီယိုနိုယာကိုမင်းသားခရစ်စတိုဘယ်နဲ့အတင်းအကျပ်လက်ထပ်ခိုင်းနေတယ်ဆိုတာသိရတဲ့အခါအာနက်စတီနဲ့တငယ်ချင်းတွေဟာသူမကိုကဲထုတ်ဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်ဒါပေမဲ့ကုရှ်ပါချာနဲ့ငွေရောင်ဖိနစ်အဖွဲ့တွေကြောင့်တတိကြီးထားနေတဲ့ခရစ်စတိုဘယ်ဟာသူတို့ရှိနေတာကိုချက်ချင်းသိသွားခဲ့ပါတယ်။ဇာလူတက်တပ်ဖွဲ့တွေဟာအာနက်စတီရဲ့ဆယ်ဟူနိုင်ကိုအခြေခံထားတဲ့မိစ္ဆာမျက်နှာဖုံးနဲ့တေမင်းရဲ့ဒဏ္ဍာရီကြောင့်ထိတ်လန့်နေကြပြီးသူတို့အကြားကြောက်ရွံ့မှုတွေပြန့်နှံ့နေပါတယ်။သူတို့ဟာအဲ့ဒီမိစ္ဆာကိုရှာပြီးနှိမ်နင်းဖို့ကောင်းကင်ပြန်တင်မောတွေကိုဆေးလွတ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ပြစ်မှတ်ကိုတွေ့တဲ့အခါအဲ့ဒါဟာဒိုင်းထရီရဲ့အဖွဲ့ဖြစ်နေခဲ့တာပါ။လေယာဉ်မှူးဂူစတာဘိုဟာယုံကြည်မှုအပြည့်နဲ့သူ့ရဲ့တပ်ဖွဲ့တွေကိုတိုက်ပွဲတဲ့ဆေးလုပ်ခဲ့ပါတယ်။ဒိုင်းထရီဟာသူ့စက်ရုပ်မှာဓာတ်တွေအများကြီးပါနေတာကိုမြင်ပြီးအံ့ဩသွားပေမဲ့အာနက်စတီရဲ့အဆင့်မြင့်တင်မှုတွေကြောင့်အဆင်ပြေခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာဂူစတာဘိုဟာဒိုင်းထရီကိုမအနိုင်ယူနိုင်တာကြောင့်သူ့ရဲ့ယုံကြည်မှုတွေပျောက်ဆုံးသွားခဲ့ပါတယ်။နောက်ဆုံးမှာဂူစတာဘိုရဲ့တပ်ဖွဲ့တွေတိုက်ပွဲမှာရှုံးနိမ့်လာတာကြောင့်အလင်းအမြန်ပြန်ဆုတ်ခွာခဲ့ရပါတယ်။အမ်မရစ်ဟာကုရှ်ပါချာနဲ့တော်ဝင်မိသားစုကြားကယင်းနှီးတဲ့ဆက်ဆံရေးကိုဂုဏ်ပြုတဲ့အနေနဲ့မင်းသားနဲ့တော်ဆက်တဲ့မင်းသမီးနဲ့နောက်လိုက်တွေကိုကယ်တင်ဖို့အာနက်စတီရဲ့အကူအညီကိုတောင်းခံခဲ့ပါတယ်။သူတို့ဟာနန်းတော်ထဲခိုးဝင်နိုင်ဖို့ဆယ်ဟူကီယာတွေကိုတုံးပြီးရုပ်ဖြက်ကသိမ်းပိုက်ခံထားရတဲ့မြို့တွေကိုကျူးကျော်ဝင်ရောက်ဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်။သူကနန်းတော်ထဲဝင်ဖို့အစီအစဉ်ကိုရှင်းပြခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးဟာမျှော်လင့်ချက်မဲ့ပြီးတယောက်တည်းဖြစ်နေတယ်လို့ခံစားနေရတာကြောင့်အစပိုင်းမှာထွက်ခွာဖို့ဝင်လေးနေခဲ့ပါတယ်။အာခစ်ကသူမရဲ့ကိုရန်တော်စစ်တီတော်အဖြစ်တာဝန်ယူပြီးဘလို့အခြေအနေမျိုးမှမဆိုထောက်ခံအားပေးသွားမယ်လို့ကန့်လန့်ကသူနဲ့တူလိုက်ခဲ့ဖို့နားချနိုင်ခဲ့ပါတယ်။အမ်မရီနဲ့အာနက်စတီတို့ဟာမာတီနာနဲ့အစ္စတိုလိုတို့ကိုဘာပြဿနာမှမရှိဘဲအောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီးမြို့ထဲကနေဘယ်သူမှမသိအောင်ထွက်ခွာခွင့်ရခဲ့ပါတယ်။ဘာဖြစ်သွားလဲဆိုတာသိသွားပြီးနောက်ဇာလိုတက်ရဲ့ဗိုလ်ချုပ်ဒိုရိုတီယိုဟာပြန်တန်းနိုင်တဲ့တင်မောတစ်စင်းနဲ့နောက်ကနေလိုက်လံဖမ်းဆီးခဲ့ပါတယ်။လေတင်မောဒီဇိုင်းရဲ့နောက်ွယ်ကပါရမီရှင်အင်ဂျင်နီယာကိုဆိုဟော်ရီရှိုးရဲ့အကူအညီနဲ့သူတို့ဟာမင်းသမီးဘယ်ဘက်ကိုထွက်ပြေးနေတယ်လဲဆိုတာရှာဖွေနိုင်ခဲ့ပြီးအာနက်စတီရဲ့တပ်ဖွဲ့စီအမိလိုက်နိုင်ခဲ့ပါတယ်။အာနက်စတီဟာပြန်တန်းနိုင်တဲ့တင်မောကိုမြင်လိုက်ရတဲ့အခါသူ့ဒီဇိုင်းကိုသဘောကျလွန်းလို့အနီးကပ်ကြည့်ဖို့သူ့ရဲ့စီလူဟတ်စစ်တီတော်နဲ့အတူချက်ချင်းပဲပြန်တက်သွားခဲ့ပါတယ်။ဒါဟာတင်မောဘော်ကကိုဆိုနဲ့ဒိုရိုတီယိုရဲ့စစ်တီတွေကိုအံ့အားသင့်သွားစေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာအရင်ကပြန်တန်းနိုင်တဲ့စက်ရုပ်ကိုတခါမှမမြင်ဘူးခဲ့ကြလို့ပါပဲ။အာနက်စတီရဲ့စီလူဟတ်စစ်တီတော်ကိုပြန်မတိုက်နိုင်တာကြောင့်ဒိုရိုတီယိုဟာချက်ချင်းပဲဆုတ်ခွာဖို့အမိန့်ပေးခဲ့ပါတယ်။ပြန်ရောက်တဲ့အခါမှာတော့ဒိုရိုတီယိုဟာကြာရှုံးမှုအတွက်အပြစ်တင်ခံခဲ့ရပြီးကိုဆိုကတော့အာနက်စတီရဲ့တပ်ဖွဲ့မှာသူမြင်ခဲ့ရတဲ့ပြန်တန်းနိုင်တဲ့စက်ရုပ်ကိုပြန်ခုခံဖို့နီလန်းတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။သူတို့ဟာလွတ်လပ်ခွင့်ရနေစေဖြစ်တဲ့ကုရှ်ပါတူယာဆက်သွယ်ရေးစခန်းတစ်ခုကိုရောက်ရှိလာခဲ့ပြီးအာနက်စတီရဲ့ထူးချွန်တဲ့အိုင်ဒီယာတွေရဲ့အကူအညီနဲ့သူတို့အနိုင်ယူခဲ့တဲ့အနက်ရောင်စစ်တီတော်တပ်ဖွဲ့တွေစီကနေရလာတဲ့အပိုင်းအစတွေကိုသုံးကဆက်ရုပ်တွေကိုအဆင့်မြင့်တင်ခဲ့ပါတယ်။ဒီလိုအဆင့်မြင့်တင်မှုတွေရဲ့ရလဒ်အနေနဲ့သူတို့ဟာစစ်ပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်ခဲ့ပြီးဇာလိုတက်ရဲ့တပ်ဖွဲ့တွေကိုမြေပြင်တိုက်ပွဲတွေမှာစတင်နိုင်ရလာခဲ့ပါတယ်။အယ်လီနာဟာသူမရဲ့နယ်မြေကိုပြန်လည်လွတ်မြောက်အောင်လုပ်ဖို့ဘီယင်မတအုပ်အနေနဲ့တာဝန်ယူရမယ့်ဝန်ထုတ်ဝန်ပိုးကြောင့်စိုးရိမ်ပူပန်နေခဲ့ပေမဲ့အာခစ်ကတော့သူမဘေးမှာရှိနေပြီးသူမလုံနိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေပေးခဲ့ပါတယ်။ဒါတင်မကသေးပဲကာဟစ်နဲ့သူမရဲ့အဖွဲ့ကစီစဉ်ထားတဲ့လုပ်ကြံတက်ဖြတ်ဖို့ကြိုးပမ်းမှုကိုလည်းသူကတားဆီးနိုင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ကာဟစ်ရဲ့အစီအစဉ်တွေပြပြသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူမဆေလွတ်လိုက်တဲ့သူတွေဟာစီလူဟတ်စစ်တီတော်အစ်တွေကိုခိုးယူဖို့ကြိုးစားခဲ့ကြပေမဲ့အာနက်စတီရဲ့မော်ဆန်နဲ့စတင်ခလုတ်တွေကြောင့်အဲ့ဒီစက်ရုပ်တွေကိုအသက်သွင်းနိုင်ခြင်းမရှိခဲ့လို့ပါ။အကာဟာကာဟစ်နဲ့တိုက်ပွဲမှာရင်ဆိုင်ခဲ့ရပြီးခင်မီစက်ရုပ်ကိုတုံးပြီးအောင်ပွဲဆင်နိုင်ခဲ့ပါတယ်။မင်းသမီးရှိတဲ့နေရာကိုသိရှိပြီးနောက်ခရစ်စတိုဘောဟာသူ့တပ်ဖွဲ့တွေကိုစူးစီးပြီးဆက်သွယ်ရေးစခန်းစီဆေလွတ်ခဲ့ပါတယ်။ကြီးမားတဲ့စစ်တပ်ကြီးဟာလမ်းတစ်လျှောက်ကခုခံမှုအလုံးကိုလင်းမြန်စွာဖျက်ဆီးပစ်ခဲ့ပြီးသူတို့ကိုလုံခြုံနေပြီလို့အထင်မှားအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အာနက်စတီနဲ့သူ့အဖွဲ့ဟာပြန်တန်းနိုင်တဲ့တင်မောတွေကိုတိုက်ခိုက်ဖို့လက်နက်အစ်တွေကိုတုံးပြီးသူတို့ကိုထောင်ချောက်ဆင်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။သူတို့ဟာလေထဲကနေတင်မောတွေကိုစတင်ပစ်ချခဲ့ပြီးခရစ်စတိုဘောရဲ့မြေပြင်တပ်ဖွဲ့တွေလည်းသူတို့ကိုယ်တိုင်ဝင်ရောက်သွားတဲ့ထောင်ချောက်ကြောင့်ပျက်စီးသွားခဲ့ရပါတယ်။လေရင်ပြန်တန်းတဲ့အမြင့်အထိရောက်နိုင်တဲ့လက်နက်ကိုမြင်လိုက်ရတာကြောင့်သူဟာ
အံ့အားသင့်သွားခဲ့ပါတယ်။ Honesty ဟာခရစ်စတိုဘောရဲ့စစ်တီတွေကြားမှာအကြီးအကျယ်ဖျက်ဆီးမှုတွေလှုပ်ဆောင်ခဲ့ပြီးကြောက်ရွံ့မှုတွေကိုပြန့်နှံ့စေခဲ့တာကြောင့်သူဟာဆုတ်ခွာဖို့အမိန့်ပေးခဲ့ရပါတယ်။ဒါပေမဲ့ကိုဆိုကတစုံတစ်ခုကိုတတိပြုမိသွားပြီးလေတင်မောမောင်းသူကိုခရစ်စတိုဘောရဲ့တင်မောနောက်မှာနေခဲ့ဖို့တောင်းဆိုခဲ့ပါတယ်။သို့တော်လည်း Honesty ဟာခရစ်စတိုဘောကိုထွက်ပြေးခွင့်ပေးဖို့အစီအစဉ်မရှိတာကြောင့်ထွက်ပြေးနေတဲ့တင်မောကိုအမိလိုက်ပြီးဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ခရစ်စတိုဘောဟာသူ့ကိုယ်ပိုင်စက်ရုပ်ကိုမောင်းနှင်ခဲ့ပြီးပြန်တန်းနေတဲ့တင်မောပေါ်မှာသူတို့နှစ်ယောက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ညှော်လင့်ထားတဲ့အတိုင်းခရစ်စတိုဘောဟာ Honesty ရဲ့အစွမ်းထက်စီလူဟတ်စစ်တီတော်ကိုမရှင်နိုင်ခဲ့ပါဘူး။လွတ်မြောက်ဖို့ညှိနှိုင်းဖို့စူးစမ်းခဲ့ပေမဲ့ခရစ်စတိုဘောဟာ Honesty ကိုပေးစရာဘာမှမရှိဘူးဆိုတာချက်ချင်းသိရှိသွားခဲ့ပြီးသူ့ရဲ့စက်ရုပ်ကိုလည်းပေးအပ်ဖို့ညှင်းဆန်ခဲ့တာကြောင့်သူကိုယ်တိုင်နဲ့အတူသူရက်နေတဲ့ပြန်တန်းနေတဲ့တင်မောကိုပါဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါကိုမြင်တွေ့လိုက်ရတဲ့ခရစ်စတိုဘောရဲ့ကြန့်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေဟာစစ်ပွဲကနေထွက်ပြေးသွားခဲ့ကြပြီးသူသေဆုံးသွားတဲ့တဲ့င်းနဲ့အတူပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကိုဆိုကတော့သူတို့မင်းသားရဲ့အသက်ကိုနှုတ်ယူသွားတဲ့တေမင်းကိုဖျက်ဆီးနိုင်မဲ့လက်နက်တစ်ခုကိုတီထွင်သွားမယ်လို့သူ့ရဲ့နှမဖြစ်သူကိုအကြံပြုခဲ့ပါတယ်။ဆလောက်တက်နိုင်ငံကိုအောက်ပွဲခံနိုင်ခဲ့တဲ့အတွက်အားတက်သွားတဲ့အယ်လီနိုဟာဘရင်မတဦးရဲ့တာဝန်ကိုခံယူလိုက်ပြီးသူမရဲ့တပ်ဖွဲ့တွေကိုတိုက်ပွဲထဲဥဆောင်ခေါ်သွားကတိမ့်ပိုက်ခံထားရတဲ့နေမြေအလုံးကိုလွတ်မြောက်အောင်လုပ်ပေးမယ်လို့ကတိပြုလိုက်ပါတယ်။တစ်ဖက်မှာလည်း Honesty ဟာပြန်တန်းနိုင်တဲ့တင်မောအကျွင်းကြံတွေကိုပြန်လည်ပြုပြင်ပြီးအဲ့ဓာတွေကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုရှာဖွေဖော်ထုတ်နေပါတယ်။အယ်လီနိုရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုတွေဟာချောချောမွေ့မွေ့ရှေ့ဆက်နိုင်ခဲ့ပြီးသူတို့ဟာမြို့တစ်မြို့ပြီးတစ်မြို့ပြန်လည်တိမ့်ပိုက်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့သူတို့ဟာဘိုက်ပါလို့ခေါ်တဲ့ရှေးဟောင်းနတ်ဆိုးသားရဲ့ဖြစ်တဲ့ငကားပုံစံကိုအတူယူတိဆောက်ထားတဲ့အေယာမပြန်တန်းနိုင်တဲ့ဆက်လက်နဲ့တစ်ကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒိုရိုတီယိုဟာအဲ့ဒီဘိုက်ပါရဲ့ကပတိန်ဖြစ်ဂုဏ်ပြုခန့်အပ်ခံရပြီးဘိုက်ပါရဲ့စွမ်းအားတွေကိုပြသရင်းကြာဆုံးသွားတဲ့မင်းသားခရစ်စတိုဘယ်အတွက်ကလဲစားခြင်းပဲလို့ကြုံဝါလိုက်ပါတယ်။ဘိုက်ပါရဲ့ဖြတ်အပြင်ပင်မလက်နက်တွေဟာမြို့တစ်မြို့လုံးကိုမီးဟုံဟုံတောက်စေခဲ့ပြီးအဆိုးဆုံးကတော့အဲ့ဒီလက်နက်ဟာပြန်တန်းနိုင်ပြီးမြေပြင်လက်နက်တွေရဲ့ပြစ်ခတ်မှုကိုလည်းတံပြန်ခုခံနိုင်တာကြောင့် Honesty တယောက်တည်းသာအဲ့ဒါကိုရင်ဆိုင်တိုက်ခိုက်နိုင်ပါတယ်။အခြားတနေရာမှာတော့ Coach လိုဟာ Honesty ဟာသူဖန်တီးထားတဲ့ဘိုက်ပါကိုရှင်နိုင်မှာမဟုတ်ဘူးလို့ပြောပြီးရေမောနေပါတယ်။ Gustavo ဟာ Dyntrick နဲ့အတူအစင်းမြင့်တင်ထားတဲ့စက်ရုပ်အသစ်နဲ့ပြန်လည်တိုက်ခိုက်နေပါတယ်။ဒါပေမဲ့ Dyntrick ဟာလွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ပဲအထူးသဖြင့် Gustavo ကသူ့ရဲ့ Itari အတ္တာကိုအစွမ်းကုန်သုံးပြီးတိုက်ခိုက်နေချိန်မှာပိုပြီးခက်ခဲပါတယ်။ Dyntrick ရဲ့မာနစွမ်းအင်တွေကုန်ခါနီးအချိန်မှာပဲစက်ရုပ်အသစ်ဟာရုတ်တရက်ရပ်တန့်သွားပါတယ်။ကောင်းကင်ရံမှာတော့ Honesty ဟာဖြည်းဖြည်းချင်းအသာစီးရလာခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲဒိုရိုတီယိုဟာကိုလိုဟိုရာရှီယိုဖန်တီးထားတဲ့အထူးမီကိုငွေတွေကိုသုံးပြီးလက်နက်တစ်ခုကိုထုတ်သုံးလိုက်ပါတယ်။ Honesty ရဲ့စက်ရုပ်သူရဲ့ကောင်အီကာရူကာဟာအင်ဂျင်နဲ့မီကိုတွေပိတ်ဆို့သွားပြီးဆက်မပြန်နိုင်တော့တာကြောင့်မြေပြင်ကိုဆင်းသက်ခဲ့ရပါတယ်။ဒါဟာဒိုရိုတီယိုအတွက်ဘိုက်ပါရဲ့စွမ်းအားလုံးကို Honesty အပေါ်အသုံးပြုဖို့အခွင့်အရေးရသွားစေခဲ့ပေမဲ့ Honesty ဟာပြင်းထန်တဲ့တံပြန်တိုက်ခိုက်မှုတွေနဲ့ခုခံနိုင်ခဲ့ပြီးဘိုက်ပါရဲ့စွမ်းအင်တွေလျော့နေသွားတဲ့အထိတောက်ခံနိုင်ခဲ့ပါတယ်။ Gustavo စီကစုတ်ခွာဖို့အချက်ပြမှုနဲ့အတူဒိုရိုတီယိုရဲ့တပ်ဖွဲ့တွေစုတ်ခွာသွားခဲ့ပေမဲ့ဒီတိုက်ပွဲဟာဘယ်ဖက်ကမှအနိုင်မရရှိခဲ့ပါဘူး။ Honesty ဟာဒီတိုက်ပွဲမှာရှုံးနိမ့်ဖို့ဘယ်လောက်တောင်နှိစက်သွားခဲ့တယ်လဲဆိုတာသတိပြုမိသွားပြီးဘိုက်ပါကိုဘယ်လိုပြန်တိုက်ခိုက်ရမလဲဆိုတဲ့နည်းလမ်းတွေကိုစတင်စဉ်းစားပါတော့တယ်။တစ်ချိန်တည်းမှာပဲ Coach လိုဟာဘိုက်ပါရဲ့ကိုပုံမကောင်းမွန်တဲ့ Itari အတ္တာအသစ်တစ်ခုတက်ဆင်လိုက်ပါတယ်။အဲ့ဒီစွမ်းအင်ဟာသုံးဖို့အန္တရာယ်ရှိလောက်အောင်ပြင်းထန်ပေမဲ့သူကတော့စမ်းသပ်ကြည့်ချင်နေသေးပါ။ဆလောက်တဲ့တပ်ဖွဲ့တွေမှာဘိုက်ပါရှိနေပြီဖြစ်တာကြောင့်သူတို့ကိုဘယ်လိုတိုက်မလဲဆိုတဲ့ဗျူဟာကိုစဉ်းစားနေချိန်မှာအယ်လီနိုကတိမ့်ပိုက်ခံထားရတဲ့မြို့တော်ကိုအင်အားလုံးရင်းနဲ့တိုက်ခိုက်ဖို့အကြံပြုလိုက်ပါတယ်။ဒါဟာရန်သူတွေလုံးဝမျှော်လင့်မထားတဲ့အရာဖြစ်ပြီးတကယ်လို့အောင်မြင်ခဲ့ရင်ကျူးကျော်သူတွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမှာပါ။အားလုံးကအဲ့ဒီအစီအစဉ်ကိုသဘောတူခဲ့ကြပြီးမြို့ကိုဘယ်လိုပြန်သိမ်းမလဲဆိုတဲ့ဗျူဟာကိုချမှတ်ခဲ့ကြပါတယ်။စစ်တီတွေကိုအားတက်စေမဲ့မိန်ကုန်းပြောကြပြီးနောက်အယ်လီနိုဟာအဲ့ဒီကြီးမားတဲ့စစ်ပွဲကြီးမှာသူတို့နဲ့အတူပူးပေါင်းပါဝင်ခဲ့ပါတယ်။မြို့စီအမြန်ဆုံးချီတက်သွားပြီးနောက်သူတို့ဟာဆလောက်တဲ့ရဲ့အနက်ရောင်သူရဲကောင်းတပ်ဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။မြို့ရိုးအပြင်ဘက်မှာမြေပြင်တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ Honesty ဟာစက်ရုပ်သူရဲကောင်းတွေဝင်ရောက်နိုင်မှုတရားတွေကိုချပေးဖို့နဲ့မြို့တကားတွေကိုဖွင့်ပေးဖို့စက်ရုပ်အသေးစားအဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီးမြို့ရဲဝင်ရောက်သွားပါတယ်။တိတ်မကြခင်မှာပဲဘိုက်ပါဟာပြန်တန်းနိုင်တဲ့တင်မောတွေများစွာနဲ့အတူတိုက်ပွဲတွေပါဝင်လာပါတယ်။ကို့လိုဟာ Honesty ကသူ့ရဲ့ပြန်တန်းနိုင်တဲ့တင်မောဒီဇိုင်းကိုအတူယူပြီးကိုပိုင်ပြန်တန်းနိုင်တဲ့တင်မောကိုတိစောက်ခဲ့တာကိုတွေ့လိုက်ရတဲ့အတွက်အံ့အားသင့်သွားပါတယ်။အဲ့ဒီတင်မောဟာအခုမှပထမဆုံးအကြိမ်ထွက်ပေါ်လာတာဖြစ်ပါတယ်။စစ်ပွဲဆက်လက်ဖြစ်ပွားနေစဉ်မှာပဲဘိုက်ပါရဲ့မီကိုငွေတွေအတွက်တံပြန်ကာကွယ်မှုတွေကိုပြင်ဆင်ထားပြီးဖြစ်ပါတယ်။ Honesty ဟာဘိုက်ပါကိုမြေပြင်တပ်ဖွဲ့တွေစီကနေဝေးရကိုဆွဲထုတ်သွားဖို့နဲ့ပြန်လည်တိုက်ခိုက်ဖို့အစဉ်သင့်ဖြစ်နေပါပြီ။ Honesty ဟာဒိုရိုတီယိုကိုသူ့နောက်ကနေလိုက်လာအောင်တိမ်တိုက်တွေရဲ့အထက်ထိဆွဲခေါ်သွားပါတယ်။အဲ့ဒီမှာဘိုက်ပါကိုစတင်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုဟာအလွန်ထိရောက်ခဲ့တာကြောင့်ဒိုရိုတီယိုကိုအနေအများတဲ့လက်နက်တစ်ကိုအမြန်ဆုံးသုံးလာအောင်ဖိအားပေးနိုင်ခဲ့ပါတယ်။ရန်သူဟာ Reactor ကိုအသက်သွင်းပြီးတော့အနေအကိုပိုကြီးထွားအောင်လုပ်ဖို့ကြိုးစားနေပါတယ်။ဗီဗာရဲ့ပတ်လည်မှာတန့်စင်တဲ့မာနစွမ်းအင်အကာအကွယ်တစ်ခုဖန်တီးလိုက်တဲ့အတွက်အဝေးပြစ်လက်နက်တွေအားလုံးဟာသူ့အပေါ်ဘာမှအသုံးမဝင်တော့ပါဘူး။တစ်ချိန်တည်းမှာပဲမြေပြင်တိုက်ပွဲကလည်းအဆင်ပြေပြေဖြစ်နေပြီးဆေးလူဝက်ကီယာတွေဟာမြေပြင်စစ်တီတွေမြို့ထဲဝင်နိုင်ဖို့လမ်းကိုအောင်မြင်မြင်ဖွင့်ပေးနိုင်ခဲ့ပါတယ်။ Honesty ကသူ့ရဲ့ robot ကိုစွမ်းအားပြည့်သုံးလိုက်ပြီးအကောင်းလာတဲ့အကာအကွယ်ကိုထိုးဖောက်လိုက်ပါတယ်။သူဟာကိုစောရဲ့ဖန်တီးမှုတွေကိုအဆုံးသတ်ဖို့ဆုံးဖြတ်ထားပြီးဒီကဘာကြီးကိုသူ့ရဲ့အရင်ကဘာလိုမျိုးလက်နက်တွေကိုအသုံးမချစေချင်ပါဘူး။အဲ့ဒီအစားဒီကဘာရဲ့အနာဂတ်ဟာ robot တွေပေါ်မှာပဲအပြည့်အဝအခြေခံစေချင်တာပါ။သူ့ရဲ့ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုကြောင့် robot ကိုအရင်ကထပ်ပိုပြီးတွန်းအားပေးမောင်းနှင်ခဲ့တာဟာဗီဗာရဲ့အစစ်ကိုဖောက်ထွက်ဖို့အတွက်လုံလောက်သွားပါတယ်။ဗီဗာပျက်စီးတော့မယ်ဆိုတာကိုသိလိုက်တဲ့ကိုစောဟာတင်မောပေါ်ကနေမြ мян ဆန်ဆန်ပဲဆုံးခွာသွားပါတယ်။
ဒိုရိုတီယိုကတော့အ ਨੇ ဆုံးတော့ဘရင်မကူပါသူနဲ့အတူခေါ်သွားမယ်လို့ကြိတ်ဆိုလိုက်ပါတယ်အဲ့ဒီလိုလုပ်ဖို့သူဟာဘီဘာကိုအာနက်စတီစီကနေဝေးရာကိုမောင်းထုတ်ပြီးအယ်လီယိုနိုရာရဲ့စခန်းဘက်ကိုဦးတည်လိုက်ပါတယ်အာနက်စတီကလည်းဘီဘာဟာဘရင်မစီမြောက်သွားအောင်တတ်နိုင်သမျှအစွမ်းကုန်တားဆီးနေပါတယ်အာနက်စတီရဲ့ပြန်တန်းနိုင်တဲ့တင်မောပေါ်မှာသူ့ရဲ့ရိုဘော့ကနေထုတ်ပေးနိုင်တဲ့အစွမ်းအလုံးကိုသုံးပြီးဘီဘာရဲ့အချိန်ကိုရှော့ချနေပါတယ်အခစ်ကဘာတွေဖြစ်နေလဲဆိုတာသိလိုက်တာကြောင့်ဒေးဗစ်နဲ့ပတ်စံတို့ကိုဘီဘာနောက်ကိုတင်မောနဲ့လိုက်ဖို့ခိုင်းလိုက်ပါတယ်ဘီဘာကိုမိသွားတဲ့အချိန်မှာအခစ်ဟာသူ့ရဲ့ရိုဘော့ကိုမောင်းနှင်ပြီးဒိုရိုတီယိုရှိနေတဲ့ဘီဘာရဲ့ထိန်းချုပ်ရေးစင်တာကိုတိုက်ခိုက်လိုက်ပါတယ်သူဟာအဲ့ဒီနေရာကိုပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုပေးနိုင်ခဲ့တဲ့အတွက်ဒိုရိုတီယိုနဲ့အတူတစ်ခုလုံးမီးဟုံးဟုံးတောက်ပြီးပျက်စီးသွားပါတယ်အဲ့ဒီလိုနဲ့အောင်ပွဲကိုရရှိခဲ့ပြီးကက်ရှ်ပါချာရဲ့မြို့တော်ကိုဇာလူတက်တို့ရဲ့တိမ့်ပိုက်မှုအောက်ကနေလွတ်မြောက်စေခဲ့ပါတယ်အယ်လီယိုနိုရာရဲ့တရားဝင်ပြည်သိက္ခာပွဲအပြီးမှာတော့အာနက်စတီနဲ့သူ့ရဲ့အဖွဲ့သားတွေဟာအိမ်ကိုပြန်ဖို့ပြင်ဆင်ကြပါတယ်သူတို့မထွက်ခွာခင်မှာအယ်လီယိုနိုရာဟာအာခစ်စီကိုလာရောက်နှုတ်ဆက်ပါတယ်သူမဟာအာခစ်အပေါ်မှာခိုင်မာတဲ့တန်ရုံးစင်တွေရှိနေခဲ့တဲ့အတွက်သူ့ရဲ့ရင်တွင်းခံစားချက်တွေကိုဖွင့်ပြလိုက်ပါတော့တယ်